ခုလိုထူးထူးဆန်းဆန်းလေပွေတစ်ခုတွေ့တယ်ဒီဘက်လည်းမလာဘူးဟိုဘက်သွားနေတာခဏနေဘယ်သွားနေတာမသိဘူးအားလုံးမြင်ရလားလေတော့မသွားချင်ဘူးခဏလေး zoom နဲ့နည်းနည်းဆွဲအောင်ဟောခုတည်းရှိသေးတယ်လေပွေအသေးလေးပေါ့နော်ဟိုဘက်သွားတယ်အဲ့ဒါမြောက်ဘက်ကိုသွားတာဗျဒီမှာနော်အားလုံးမြင်အောင်ဒါဝက်ချမ်ဘက်ကုန်ပြီထင်တယ်